အားလုံးပဲမင်္ဂလာပါခင်ဗျာ Everyday Hangul Channel ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာကတော့စားရည်နဲ့ပတ်သက်တဲ့ကိုရီးယားစကား26ခွန်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် 조금 있다가 먹을게요. 조금ဆိုတာကနည်းနည်းပေါ့နော်이따가ဆိုတာကခဏကြာပြီးမှနောက်မှပေါ့နော်먹을게요စားမယ်ပေါ့ 휴일에 뭐 같이 먹으러 가요. 휴일ဆိုတာကပိတ်ရက်ကိုပြောတာပါ휴일ရဲ့ပိတ်ရက်မှာမောဆိုတာကဘာလဲပေါ့နော်같이ဆိုတာကအတူတူ먹으러 가요စားဖို့သွားမယ်ပေါ့ 쉬는 날에 맛있는 거 먹으러 가자. 쉬는 날ဆိုတာကအနားယူတဲ့ရက်ကိုပြောတာပါ맛있는 거ဆိုတာကအရသာရှိတဲ့ဟာတွေပေါ့နော်စားကောင်းတောက်ဖွယ်လို့ပြောချင်တာပေါ့နော်ခါစားဆိုတာကသွားရအောင်သွားကြစို့အလို့အတိတ်ပဲပေါ့နော် 휴일에 외식하자. 휴일ဆိုတာကရှေ့မှာလည်းပါခဲ့ပြီးပြီနော်ပိတ်ရက်ကိုပြောတာပါ회식하자ဆိုတာကပြင်မာစားရအောင်လို့ပြောတာပါ 한 번도 먹어본 적 없어요. 한 번도ဆိုတာကတစ်ခါမှတစ်ချိန်မှ먹어본 적ဆိုတာစားဘူးတဲ့အချိန်အရေးအတွက်ပေါ့နော်없어요ဆိုတာမရှိဘူးပေါ့ 한 번 먹어봤는데 맛없었어요. 한 번ဆိုတာတစ်ချိန်먹어봤는데ဆိုတာစားခဲ့ဘူးပေမဲ့맛없어요စားလို့မကောင်းခဲ့ဘူးပေါ့နော် 먹어봤는데 맛이 없었어. 먹어봤는데စားခဲ့ဘူးပေမဲ့맛이 없었어ရတာမရှိဘူးပေါ့နော်ဒါရင်းရင်းနှီးနှီးပြောတဲ့ပုံစံဖြစ်ပါတယ် 한 번 먹어봤는데 맛있었어요. 맛있었어요ဆိုတာကစားလို့ကောင်းတယ်လို့ပြောတာပါ 너무 많이 먹어서 배가 불러 죽겠어요. 너무ဆိုတာကအရန်ပေါ့နော်많이ဆိုတာကအများကြီးပေါ့먹었어ဆိုတာကစားလိုက်ပြီလို့ပေါ့ဘယ်ဆိုတာကဘိုက်ကိုပြောတာပါ불러ဆိုတာကပြည့်တာပေါ့နော်ဘယ်က불러ဆိုတာဘိုက်ကပြည့်သွားတယ်ပေါ့နော်죽겠어요ဆိုတာသိတော့မယ်ပေါ့ 너무 많이 먹어서 배가 불러요. 저녁을 너무 많이 먹어서 괴로워요. 저녁을 야사고 너무 많이 먹어서 그냥 아미아이 사람이 빌어 고로워요 니약해니래 보노 절대 안 먹어요. 다시는 안 먹을래요. 다시는 저 나우지가로 안 먹을래요 타마사지 너부 맛이 너무 없어서 못 먹겠어요. 맛이 야다가 너무 양고 없어서 마시의အတွက်ကြောင့် 못 먹겠어요. 목소라가မစွမ်းဆောင်နိုင်တာ မလုပ်နိုင်တာ ပေါ့နော် 못 먹겠어요 ဆိုတော့စားဖို့မဖြစ်နိုင်တော့ပါဆိုတဲ့သဘောမျိုးပေါ့နော်စီလျော်အောင်ဘာသာပြန်ရရင်တော့မစားနိုင်တော့ဘူးပေါ့နော် 배불러서 더 못 먹겠어요. 배ဆိုတာက bite 불러서ဆိုတာပြည့်နေလို့더ဆိုတာကနောက်ထပ်ပေါ့နော် 못 먹겠어요 မစားနိုင်တော့ဘူး 아무리 요리해도 맛이 없어요. 아무리ဆိုတာက ဘလောက်ပဲဘလို့ပဲ 요리해도ဆိုတာက 요리ဆိုတာက စားစရာပေါ့နော် 해ဆိုတာက လုပ်တာပေါ့ 요리해도 ဆိုတော့ချက်ပင်မဲ့လဲပေါ့ 맛이ဆိုတာက ရတာဟာ 없어요 မရှိဘူးပေါ့နော် 사와서 집에 가서 먹어요. 사ဆိုတာက ဝယ်တာနော် 와ဆိုတာက လာတာပါ 사와서 ဝယ်လာပြီးပေါ့ 집에 가서 အိမ်ရောက်မှ 먹어요 စားပါပေါ့နော် 다 먹고 나서도 더 먹고 싶어요. 다 먹고 나서도 더 먹고 싶어요. 다ဆိုတာအားလုံး 먹고 나서도ဆိုတာက စားပြီးသွားလဲပဲ 더ဆိုတာက ထပ်ပြီးတော့ 먹고 싶어요. စားခြင်းနဲ့ပေါ့နော် 언제 먹을 거예요? 먹을 게 없어요. 먹을 음식이 없어요. 음식ဆိုတာက စားစရာကို ပြောတာပါ 먹을 것 좀 사러 나갈게요. 먹을 거ဆိုတာက စားစရာလို့ ပြောတာပါ 좀ဆိုတာက အနည်းငယ် 사러ဆိုတာက ဝယ်ဖို့ 나갈게요 ထွက်သွားမယ်ပေါ့နော် စားစရာတစ်ခုထုတ်ပေးမယ်လို့ ပြောတာပါ 음식 사러 나갈게요. 자꾸 먹으니까 질리더라고요. 자꾸ဆိုတာခဏခဏလို့ ပြောတာပါ 먹으니까ဆိုတာက စားရလို့ပေါ့နော် 질리더라고요ဆိုတာက 요သွားပြီ ညင်းငွေသွားပြီလို့ ပြောတာပါ 아무리 먹어도 질리지 않아요. 아무리ဆိုတာက ဘလောက်ပဲ ဘယ်နှခါပဲလို့ ပြောတာပါ 먹어도ဆိုတာက စားရလဲပဲ 질리지 않아요 မယိုးနိုင်ဘူး မညင်းငွေနိုင်ဘူးပေါ့နော် 냄새만 맡으면 먹고 싶어져요. 냄새ဆိုတာက အနံ့ပေါ့နော် 냄새만ဆိုတာက အနံ့လောက်ကိုပဲပေါ့ 맡으면ဆိုတာက ရှူရှိုက်မိရင်ပေါ့ 먹고 싶어져요 စားကျင်သွားတယ်ပေါ့နော် ဒီဗီဒီယိုလေးမှာတော့ဒီလောက်ပါပဲခင်ဗျာ ကဲကိုရီးယားစကားလေ့လာနေတဲ့သူဆိုရင်ဒီ channel လေးကို subscribe လုပ်ထားပေးဖို့လည်းတိုက်တွန်းချင်ပါတယ်ခင်ဗျာ
အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်